အားလုံးပဲမင်္ဂလာပါရှင် Revelry by Moniz Channel မှာကြိုဆိုလိုက်ပါတယ်ကက်စပါဇော်ရဲ့လူမကြိုက်တာခံရတဲ့တက်တီဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်လူမကြိုက်တာခံရတဲ့တက်တီအပိုင်း73စစ်မှန်တဲ့လွတ်လပ်မှုဆိုတာစောစောတုန်းကမင်းဟာတခြားသူတွေရဲ့မနစ်သက်မှုကိုမလိုချင်ဘူးဆိုပြီးဘယ်နေရာမှာမှလူတွေသူ့ကိုမကြိုက်တာကိုတကယ်လိုချင်တဲ့သူရှိမှာမဟုတ်ပါဘူးလို့ပြောခဲ့တယ်နော်မှန်ပါတယ်။ကောင်းပြီ။ငါလည်းအတူတူပါပဲ။အခြားလူတွေကငါ့ကိုမနှစ်သက်တာကိုမလိုချင်ပါဘူး။ငါကလူတွေတကယ်တမ်းကိုယ့်ကိုမကြိုက်တာကိုခံရအောင်ဘယ်သူမှတမင်တကာမလုပ်ကြဘူးဆိုတဲ့အချက်ကတိကျသေးကြတဲ့အသည့်တစ်ခုဖြစ်တယ်လို့ပဲပြောပါမယ်။အဲ့ဒါကအစိုးဆုံးသောအမှန်တရားပဲ။ဒါပေမဲ့ဘလို့ပဲဖြစ်နေငါတို့ဘာမှမလုပ်ဘဲနဲ့ငါ့ကိုမကြိုက်နေတဲ့သူမင်းကိုမကြိုက်နေတဲ့သူတွေရှိတယ်။အဲ့ဒါကလည်းအမှန်တရားတစ်ခုပဲ။မင်းကိုလူတွေမကြိုက်ကြတဲ့အခါဒါမှမဟုတ်မင်းကိုတယောက်ယောက်ကမကြိုက်ဘူးလို့မင်းခံစားနေရတဲ့အခါမင်းစိတ်ထဲမှာဘလို့ခံစားရတဲ့စိတ်အခြေအနေဖြစ်လာသလဲအတော်လေးစိတ်ညစ်ပြီးတော့ကရောက်တာပေါ့ဗျာငါ့ကိုသူတို့ဘာလို့မုန်းကြတာလဲဆိုတဲ့စိတ်ဖြစ်လာမယ်ငါသူတို့ကိုရန်လိုဆန့်ကျင်တာဘာတွေလုပ်ခဲ့မိသလဲဘာတွေပြောခဲ့မိသလဲဆိုပြီးတွေးမိမယ်အဲ့လူနဲ့နီးလန်းပြောင်းပြီးဆက်ဆံကြည့်ရမယ်လို့တွေးမိမယ်တမိုင်မိုင်တွေ့ဖြစ်ပြီးအပြစ်ရှိသလိုစိတ်ခံစားချက်တွေဖြစ်စည်းနေလိမ့်မယ်လူတွေမကြိုက်တာကိုမလိုချင်ဘူးလူသားတွေအတွက်အဲ့ဒါဟာသဘာဝစိတ်ဆန္ဒတစ်ခုလုံးဝဖြစ်နေတာပဲလူငကိုပါစိတ်ဆန္ဒပဲခေတ်သစ်ဒသနဗေဒဂုရုကြီးကန့်ကအဲ့ဒီစိတ်ဆန္ဒကိုအထုံစိတ်လို့ခေါ်တယ်အထုံစိတ်ဟုတ်လားဟုတ်တယ်အဲ့ဒါကလူရဲ့ငကိုပါသဘာဝစိတ်ပဲအဲ့ဒါလိုမျိုးအထုံစိတ်စန္ဒသဘာဝစိတ်အတိုင်းတောင်ဆောင်ကနေကြောက်တုံးတုံးကိုလှိမ့်ချလိုက်သလိုမျိုးစိတ်လွတ်ကိုလွတ်စိတ်ရှိသလိုနေတာမျိုးကိုလွတ်လပ်မှုလို့ပြောရမယ်ဆိုရင်အဲ့ဒါကမှားတယ်အဲ့ဒါလိုမျိုးနေထိုင်တာကစိတ်ဆန္ဒနဲ့သဘာဝအရင်စိတ်တွေရဲ့ကြေးကျွန်အဖြစ်နေရတာမျိုးပဲစစ်မှန်တဲ့လွတ်လပ်မှုဆိုတာကတောင်အောက်ကကြောက်တုံးတုံးကိုတောင်ပေါ်ရောက်အောင်တွန်းတင်ရတယ်လို့မျိုးအားစိုက်ထုတ်တတ်တဲ့စိတ်နေသဘောထားမျိုးရှိပြီးကိုအောက်ခြေကနေအထက်ရောက်အောင်တွန်းတင်တတ်မှရနိုင်မယ့်အရာမျိုးဖြစ်တယ်ကိုအောက်ခြေကနေတွန်းနေရမယ်ဟုတ်လားကြောက်တုံးဟာဘာစွမ်းမှမရှိဘူးသူ့ကိုတောင်ဆောင်ကနေလှိတ်ချလိုက်ရင်သဘာဝဥပဒေသားတွေဖြစ်တဲ့မြေဆွဲအားနဲ့အီနာရှားသဘောတရားတွေနဲ့အညီလှိမ့်ဆင်းသွားမှာပဲဒါပေမဲ့ငါတို့ဟာကြောက်တုံးတွေမဟုတ်ကြဘူးငါတို့ဟာအထုံစိတ်တွေကိုစန့်ကျင်တွန်းလှန်နိုင်စွမ်းရှိကြတဲ့သူတွေဖြစ်တယ်ငါတို့ဟာအောက်ကိုလိမ့်ကျနေတာကိုရက်တက်ပြီးအထက်ကိုတက်နိုင်ကြတဲ့သူတွေဖြစ်တယ်အတိမတ်ပြုခံခြင်းတဲ့စိတ်ဟာသဘာဝစိတ်ဖြစ်တယ်ဆိုတော့မင်းဟာတခြားသူတွေစီကအတိမတ်ပြုတာကိုရှာဖွေရင်းတောင်ဆောင်တိုင်းဆက်လိမ့်ဆင်းနေအောင်ပါလားရာကအစင်ပြေချောမွေ့နေလို့လိမ့်ကောင်းနဲ့ဆက်လိမ့်နေတဲ့ကြောက်တုံးလိုလူမျိုးမင်းဖြစ်ချင်တာလားနောက်ဆုံးမင်းမှာကြံတဲ့အရာကလုံးဝင်းတဲ့ဘောလုံးသေးသေးလေးဆိုရင်အဲ့ဒါကိုစစ်မှန်တဲ့ငါလို့မင်းပြောလို့ရမလားအဲ့ဒါဟာမင်းအစ်စ်မဟုတ်နိုင်ပါဘူးလူတယောက်ရဲ့ငကိုပါစိတ်နဲ့တဘာဝစိတ်ကိုစန့်ကျင်တွန်းလှန်တာကိုလွတ်လပ်မှုလို့ခမရပြောနေရလားငါထက်တလဲပြောနေသလိုပဲအဲ့ဒါလားစိတ်ပညာမှာပြဿနာအလုံးဟာလူချင်းဆက်ဆံရေးနဲ့ဆိုင်တဲ့ပြဿနာတွေပဲလို့ငါတို့စဉ်းစားကြတယ်တနည်းပြောရရင်လူချင်းဆက်ဆံရေးပြဿနာတွေကနေလွတ်မြောက်ဖို့ကိုငါတို့နီးလန်းရှာဖွေကြတယ်လူချင်းဆက်ဆံရေးတွေကနေလွတ်မြောက်ဖို့ကိုငါတို့စူးစမ်းကြတယ်ဒါပေမဲ့စัจ java လာကြီးထဲမှာတယောက်တည်းတီးခြားနေထိုင်မှုဆိုတာကလုံးဝမဖြစ်နိုင်ဘူးအခုအချိန်အထိငါတို့ဆွေးနွေးခဲ့ကြတဲ့သဘောတရားတွေရကြည့်မယ်ဆိုရင်လွတ်လပ်မှုဆိုတာဘာလဲဆိုတဲ့ကောက်ချက်ကိုရှင်းရှင်းလင်းလင်းချမှတ်နိုင်ဖို့လိုအပ်တယ်အဲ့ဒါကဘာလဲတူပြောရရင်တော့လွတ်လပ်မှုဆိုတာအခြားသူတွေကိုမကြိုက်ကြတာကိုခံရခြင်းပဲဟမ်ဘာကြီးလဲဆိုတော့တယောက်ယောက်ကမင်းကိုမကြိုက်တာကိုခံရခြင်းပဲတယောက်ယောက်ကမင်းကိုမကြိုက်ဘူးဆိုတာဟာမင်းဟာလွတ်လပ်မှုကိုကျင့်သုံးနေတယ်ဆိုတာနဲ့လွတ်လပ်စွာနေနေတယ်ဆိုတာရဲ့သက်သေအထောက်ထားပဲပြီးတော့မင်းဟာမင်းရဲ့စီးမြင်တွေနဲ့အညီသာနေထိုင်နေတယ်ဆိုတဲ့လက္ခဏာတည်းရဲ့ပဲဒါပေမဲ့ဒါပေမဲ့လူကြိုက်မခံရတာကစိတ်ပြက်စရာကောင်းတယ်ဖြစ်နိုင်မယ်ဆိုရင်တော့လူတွေမကြိုက်တာကိုမခံရဘဲနေချင်တာပေါ့တိမတ်ပြုခံရဖို့ရာအတွက်သူ့ဆန္ဒကိုဖြည့်ပေးချင်တာပေါ့ဒါပေမဲ့ဘသူကမှကိုမကြိုက်တာမျိုးမဖြစ်ရအောင်ဆိုပြီးနေထိုင်တဲ့နည်းလဲဟာလုံးဝမလွတ်မလပ်ဖြစ်စေတဲ့ဘဝနေထိုင်နည်းပုံစံတစ်ခုပဲပြီးတော့အဲ့ဒါကဖြစ်လည်းမဖြစ်နိုင်ဘူးလွတ်လပ်မှုကိုရယူတဲ့နေရာမှာကုန်ကျစရိတ်တော့ရှိတာပေါ့လူတစ်ယောက်ရဲ့လူချင်းဆက်ဆံရေးမှာလွတ်လပ်မှုအတွက်ပေးရတဲ့အဖိုးအခါကခြားသူတွေရဲ့မကြိုက်တာကိုခံရခြင်းပဲပေါ့ဟာမဟုတ်ဘူးအဲ့ဒါလုံးဝမှားနေပြီအဲ့ဒါကိုဘလို့နီးနဲ့မှလွတ်လပ်မှုလို့မခေါ်နိုင်ဘူးဒါဟာလူတစ်ယောက်ကိုစိုးသွမ်းတာတွေလုပ်ဖို့မီးရှို့ပေးနေတဲ့စိုးရုပ်တဲ့စဉ်းစားနည်းတစ်ခုပဲမင်းကလွတ်လပ်မှုကိုအဖွဲ့အစည်းတွေထဲကနေလွတ်မြောက်ခြင်းလို့တွေးကောင်းတွေးနေလိမ့်မယ်
မင်းရဲ့အိမ်ကျောင်းကုမ္ပဏီဒါမှမဟုတ်မင်းနိုင်ငံကနေချိုးဖောက်ထွက်သွားနိုင်တာကိုလွတ်လပ်မှုလို့ထင်နေပုံရတယ်ဒါပေမဲ့ဥပမာအားဖြင့်မင်းရဲ့အဖွဲ့အစည်းတစ်ခုအတွင်းကနေထွက်သွားရင်စစ်မှန်တဲ့လွတ်လပ်မှုဆိုတာကိုရမှာမဟုတ်ဘူးလူတစ်ယောက်ဟာအခြားသူတွေရဲ့ဝေဖန်မှုတွေကိုမစိုးရိမ်တတ်တဲ့စိတ်မရှိရင်လူတွေမကြိုက်တာကိုမကြောက်တတ်တဲ့စိတ်မရှိရင်ဘယ်တော့မှအတိမတ်ပြုမခံရခြင်းဆိုတဲ့အဖိုးအခကိုမပေးနိုင်ရင်ကိုယ်ပိုင်ဘဝနေထိုင်နည်းနဲ့ဘယ်တော့မှနေထိုင်နိုင်မှာမဟုတ်ဘူးဆိုတော့အဲ့ဒါလိုတွေမလုပ်နိုင်ဘူးဆိုရင်လူတစ်ယောက်ဟာဘယ်တော့မှလွတ်လပ်နိုင်တော့မှာမဟုတ်ဘူးတခြားသူတွေရဲ့မကြိုက်တာကိုခံရမယ်အဲ့ဒါလိုခင်ဗျားကပြောချင်တာလားငါပြောတာကလူမကြိုက်တာခံရမှာကိုမကြောက်နဲ့ဆိုတာပဲဒါပေမဲ့အဲ့ဒါကလူမကြိုက်အောင်ကိုတမင်တကာလုပ်ပြီးနေထိုင်ရမယ်လို့ငါပြောနေတာမဟုတ်ဘူးမဟုတ်တာတွေကိုလုပ်ရမယ်လို့ငါပြောနေတာမဟုတ်ဘူးအဲ့ဒါကိုတော့နားလည်မှုမလွဲလိုက်နဲ့မဟုတ်သေးပါဘူးဒါဖြင့်မေးခွန်းကိုပြောင်းကြရအောင်လူတွေကလွတ်လပ်မှုရဲ့အဖိုးအခကိုတကယ်ပဲပေးနိုင်ကြပါမလားလွတ်လပ်မှုရဲ့အလေးတန်းကိုခံနိုင်ရရှိကြပါမလားလူတွေကအဲ့ဒါလောက်ကြန့်ခိုင်တမ်းမာကြရဲ့လားကိုမိဘတွေကကိုမကြိုက်ခဲ့ရင်အဲ့ဒါကိုဂရုမစိုက်ပဲနေနိုင်မှာမလားလူတစ်ယောက်ဟာအားလုံးကိုပြောင်ပြောင်တင်းတင်းဖြီဆန်ပြီးကိုမှန်တယ်ထင်တာကိုပဲလှုပ်တတ်တဲ့သူဖြစ်လာနိုင်မှာမလားလူတစ်ယောက်ဟာကိုမှန်တယ်ထင်တာကိုလှုပ်တဲ့သူရောအားလုံးကိုစန့်ကျင်ဖြီဆန်သူရောဖြစ်လာဖို့ကိုကြိုတင်ပြင်ဆင်ပြီးရည်ရွယ်ထားခဲ့တာမဟုတ်ဘူးသူဟာတာဝန်တွေခွဲခြားခြင်းလေးကိုပဲလှုပ်တာပါအဲ့ဒါလိုလှုပ်လိုက်တဲ့အခါမှာမင်းเจ้าကိုကောင်းမှုထင်တဲ့သူတွေရှိကောင်းရှိလာလိမ့်မယ်ဒါပေမဲ့အဲ့ဒါကမင်းအလုပ်မဟုတ်ဘူးပြီးတော့တစ်ခါထပ်ပြောအောင်မယ်သူငါ့ကိုကြိုက်နှစ်သက်ရမယ်ဒါမှမဟုတ်ငါဒီလောက်လုပ်ပေးခဲ့တာတောင်သူငါ့ကိုမကြိုက်နှစ်သက်နိုင်တာကအတော်ထူးဆန်းတယ်ဆိုတဲ့အတွေးမျိုးဟာအခြားသူတွေရဲ့အလုပ်တွေမှာဝင်ရှုပ်တဲ့ဆုလက်ကိုဗဟိုပြုတဲ့အတွေးမျိုးတွေဖြစ်တယ်လူတစ်ယောက်ဟာအခြားသူတွေကိုမကြိုက်တာမျိုးဖြစ်လာနိုင်တဲ့ဖြစ်နိုင်ခြေတွေကိုထည့်သွင်းမစင်စားပဲကိုလန်းကိုရှေ့ဆက်တိုးရမယ်တောင်ကုန်းပေါ်ကလိမ့်ဆင်းလာတဲ့ကြောက်တုံးလိုမျိုးရှေ့ဆက်မလျှောက်ရဘူးအဲ့ဒီစားတောင်ကုန်းမြင့်ပေါ်ကိုစ조사တက်လှမ်းနေတဲ့သူမျိုးဖြစ်ရမယ်ဒါဟာလူသားတစ်ယောက်အတွက်လွတ်လပ်မှုပဲငါမှရွေးချယ်စရာနှစ်ခုရှိတယ်လို့ဆိုကြပါစို့ပထမတစ်ခုကလူအလုံးငါ့ကိုကြိုက်နှစ်သက်ကြတဲ့ဘဝတစ်ခုဒုတိယကတော့ငါ့ကိုမကြိုက်နှစ်သက်တဲ့သူတွေရှိနေတဲ့ဘဝတစ်ခုပေါ့ပြီးတော့ငါမှတစ်ခုပဲရွေးချယ်ခွင့်ရှိတယ်အဲ့ဒါလိုအခြေအနေမှာငါဟာစိတ်အပြောင်းလဲမရှိပဲဒုတိယဘဝကိုပဲရွေးချယ်မယ်တခြားလူတွေငါ့ကိုဘယ်လိုထင်မြင်ကြမလဲဆိုတာမျိုးကိုငါမစိုးရိမ်ပဲငါရဲ့ကိုယ်ပိုင်ဖြစ်တည်မှုနောက်ကိုပဲငါလိုက်မယ်ပြောရမယ်ဆိုရင်ငါဟာလွတ်လပ်မှုနဲ့ပဲရှင်သန်နေထိုင်ခြင်းနဲ့ခင်ဗျားအခုလွတ်လပ်နေပြီလားငါလွတ်လပ်နေပါပြီလူတွေမကြိုက်တာမျိုးကိုခင်ဗျားမလိုချင်ဘူးဒါပေမဲ့မကြိုက်ခဲ့ရင်လည်းဂရုမစိုက်ဘူးအဲ့ဒါလိုလားဟုတ်တယ်အမှန်ပဲလူတွေမကြိုက်တာကိုမလိုချင်တာကငါလို့ဒါပေမဲ့လူတွေငါ့ကိုကြိုက်ကြတာမကြိုက်ကြတာကတော့ငါလို့မဟုတ်ဘူးငါ့ကိုအကောင်းလုံးဝမမြင်နိုင်တဲ့လူတစ်ယောက်ရှိနေခဲ့ရင်တော့မှငါသူ့အလုပ်မှာဝင်ရှုံမှာမဟုတ်ဘူးငါရင်ငါပြောခဲ့တဲ့စကားပုံတွေကစကားကိုငှားပြီးပြောရမယ်ဆိုရင်တဘာဝအားဖြင့်လူတစ်ယောက်ဟာအခြားလူတစ်ယောက်ကိုအားစိုက်ထုတ်ပြီးရေရှိရာကိုခေါ်ဆောင်သွားလို့ရတယ်ဒါပေမဲ့ရေကိုတောက်မယ်မတောက်ဘူးဆိုတာကတော့အဲ့ဒီလူရဲ့အလုပ်ပဲဒါကအဆုံးသက်ကောက်ချက်ပဲလားပျော်ရွှင်ရဲတဲ့တတ္တိထဲမှာလူကြိုက်မခံရဲတဲ့တတ္တိလဲပါဝင်ဖွဲ့တည်နေတယ်အဲ့ဒီတတ္တိကိုမင်းရတဲ့အချိန်မှာမင်းရဲ့လူချင်းဆက်ဆံရေးအနေအထားဟာချက်ချင်းဆိုသလိုပဲအမှောင်ထုကနေအလင်းတက်အဖြစ်ပြောင်းလဲသွားပါလိမ့်မယ်လူချင်းဆက်ဆံရေးမှာအသာစီးရမဲ့ကတ်ကိုကင်ထားပါလူမကြိုက်ခံရဲဖို့အကြောင်းကိုပြောတဲ့ဒသနပညာရှင်တယောက်ရဲ့နေရာကိုအလဲရောက်ခဲ့ရလိမ့်မယ်လို့တခါမှစိတ်ကူးမကြည့်ခဲ့ဘူးအဲ့ဒါဟာလက်ခံဖို့လွယ်ကူတဲ့အချက်မဟုတ်ဘူးဆိုတာကိုငါကောင်းကောင်းနားလည်ပါတယ်အဲ့ဒါကိုတေးသေးချာချာစိတ်ငုပြီးအစာချေဖို့ရာအတွက်အချိန်လိုအပ်လိမ့်မယ်ငါတို့ဒီနေ့ရှေ့ဆက်ပြီးဒီအကြောင်းကိုဆွေးနွေးကြရင်ဆက်ပြောနေသမျှကိုမင်းစိတ်ကလက်ခံနိုင်စွမ်းရှိတော့မှာမဟုတ်ဘူးလို့ငါထင်တယ်ဆိုတော့ငါမင်းကိုနောက်ထပ်အကြောင်းအရာတစ်ခုကိုပြောချင်တယ်အဲ့ဒါကတာဝန်ခွဲခြားခြင်းနဲ့သက်ဆိုင်တဲ့ငါကိုတွေးကိစ္စတစ်ခုပဲအဲ့ဒါကိုပြောပြီးရင်ဒီနေ့ဖို့တော်လိုက်ကြရအောင်ကောင်းပါပြီဒီတစ်ခုကလည်းမိဘတွေနဲ့ဆက်ဆံရေးအကြောင်းပါပဲငါနဲ့ငါဖေရဲ့ဆက်ဆံရေးကလည်းအမြဲတမ်းပဲကြမ်းတမ်းခဲ့တာပါပဲငါကလေးဘဝမှာရှိနေတော့ငါတောင်မှပေါ့ငါအသက်20အရွယ်အတွင်းလောက်ကငါမေဆုံးမသွားခဲ့တယ်ငါနဲ့ငါဖေဟာအတူတကွထိုင်ပြီးစကားပြောဆိုဘူးကြတယ်ဆိုတာမရှိသလောက်ပဲငါမေဆုံးပါသွားပြီးတဲ့နောက်ငါနဲ့ငါဖေရဲ့ဆက်ဆံရေးကပိုပြီးဆိုးလာတာပေါ့ကွာဆိုလိုတာကအဒလာစိတ်ပညာကိုငါမသိခင်အဒလာရဲ့အတွေးအမြင်တွေကိုငါမစုပ်ကင်မိသေးခင်အချိန်ကပေါ့ခမရနဲ့ခမရအဖေကြားမှာဘာကြောင့်ဆိုးရတဲ့ဆက်ဆံရေးရှိနေကြတာလဲငါမှညံထဲမှာစွဲထင်နေတာကတော့သူငါ့ကိုရိုက်တဲ့အချိန်ပေါ့ငါဘာလို့ရိုက်ခံရတာလဲဆိုတာကိုတော့ငါမမှတ်မိတော့ဘူးသူ
သူ့ကိုရှောင်ဖို့ရအတွက်ငါစပွဲခုံလေးနောက်မှာပုန်းနေခဲ့ရတာကိုပဲမှတ်မိတော့တယ်ပြီးတော့သူငါ့ကိုအပြင်ကိုဆွဲထုတ်ပြီးရိုက်တော့တာပဲတစ်ချက်တည်းမဟုတ်ဘူးအချက်အများကြီးရိုက်တာကွအဲ့ဒီကြောက်တရားကစိတ်ဒုက္ခဖြစ်လာတာပေါ့အဲ့ဒါလားစိတ်ပညာကိုမသိခင်အထိငါလည်းအဲ့ဒါလိုထင်ခဲ့တာပဲဘာကြောင့်လဲဆိုတော့ငါအဖေကစိတ်အပြောင်းလဲမြန်ပြီး ATA ဆက်နေတတ်တဲ့လူတစ်ယောက်ကွငါစဉ်းစားကြည့်မိခဲ့တာကသူအဲ့ဒီအချိန်တုန်းကငါ့ကိုအဲ့ဒါလိုရိုက်ခဲ့တယ်ဒါကြောင့်ငါတို့ဆက်ဆံရေးဆိုးဝါးသွားတယ်ဆိုတော့ Fry ရဲ့အကြောင်းကအကျိုးကိုဖန်တီးတယ်ဆိုတဲ့အမြင်နဲ့ပဲအဲ့ဒါလားစိတ်ပညာကတော့အဲ့ဒီအကြောင်းကနေအကျိုးဆိုတဲ့အနက်ပြန်မှုကိုပြောင်းပြန်လှန်ပေးခဲ့တယ်ဆိုတော့ငါဟာငါအဖေနဲ့ဆက်ဆံရေးကိုကောင်းလာစေခြင်းနဲ့စိတ်မရှိတော့လို့အဲ့ဒီအရိုက်ခံရတဲ့ပုံရိပ်ကြီးကိုပဲပြန်ဖော်ပြီးကြည့်မြင်နေမိတာပဲဆိုတာကိုငါနားလည်လာတယ်ဆိုတော့ပထမတုန်းကခမ ्या အဖေနဲ့ဆက်ဆံရေးကိုကောင်းမလာစေခြင်းတော့ဘူးဆိုတာနဲ့ခမ ्या တို့အကြားကဆက်ဆံရေးကိုပြန်လည်မပြုပြင်ခြင်းတော့ဘူးဆိုတဲ့ရည်ရွယ်ချက်ကြီးရှိနေခဲ့တာပေါ့အမှန်ပဲငါအတွက်တော့ငါအဖေနဲ့ဆက်ဆံရေးကိုပြန်လည်မပြုပြင်တော့တာကပိုပြီးနေရထိုင်ရတာတက်တာရှိနေတယ်လေငါဘဝဘာဖြစ်လို့မကောင်းမွန်တာလဲဆိုတဲ့အချက်ကိုစင်ကြေပေးဖို့ရအတွက်အဲ့ဒါလို့အဖေမျိုးရှိနေခြင်းဆိုတဲ့အချက်ကိုငါအသုံးချခဲ့မိတာပေါ့အဲ့ဒါကိုကောင်းတယ်လို့ငါထင်နေခဲ့တယ်ရက်ဆက်တဲ့ဖခင်တယောက်ကိုလည်းလက်စားချေခွင့်ရနေတယ်ဆိုပြီးစိတ်ကထင်မှတ်နေခဲ့မိတယ်အဲ့ဒါကျွန်တော်မေးချင်နေတဲ့အချက်ပဲပြားရဲ့ဖြစ်ရမှာအเจ้าကနေကျိုးကိုဖန်တီးသွားတယ်ဆိုတဲ့အမြင်ကိုပြောင်းပြန်လှန်လိုက်နိုင်တာနဲ့ခမ ्या ကိုခမ ्या ပြန်ဆန်းစစ်နိုင်ပြီးငါအဖေနဲ့ငါရဲ့ဆက်ဆံရေးမကောင်းတာကသူငါ့ကိုရိုက်လို့မဟုတ်ဘူးငါကိုယ်တိုင်ကငါအဖေနဲ့ဆက်ဆံရေးကိုမကောင်းချင်တော့လို့အဲ့ဒီပုံရိပ်ကိုပြန်မြင်နေတာပဲလို့ပြောနိုင်သွားခဲ့တာလားအဲ့နောက်မှာရောဘာပြောင်းလဲတွေဖြစ်လာသလဲခမ ्या ကလေးဘဝတုန်းကအရိုက်ခံခဲ့ရတယ်ဆိုတဲ့အချက်ကတော့ပြောင်းလဲမသွားဘူးဟုတ်တယ်နော်လူတစ်ယောက်ဟာလူချင်းဆက်ဆံရေးမှာအသာစီးရနေတဲ့ရှုထောင့်ကနေကြည့်မြင်နိုင်ပါတယ်အကြောင်းကအကျိုးကိုဖန်တီးလိုက်တယ်ဆိုတဲ့အမြင်ကြီးကိုကင်ဆွဲနေသမျှတော့သူရိုက်ထားတာကြောင့်သူနဲ့ငါဆက်ဆံရေးကောင်းလာဖို့မရှိတော့ဘူးဆိုတာမျိုးပဲမြင်နေမှာဖြစ်ပြီးဆက်ဆံရေးပြန်ကောင်းလာဖို့အတွက်ငါဘာမှမလုပ်နိုင်မတက်နိုင်တဲ့အခြေအနေကြီးထဲမှာပိတ်မိနေမှာပဲဒါပေမဲ့ငါကိုယ်တိုင်ကအဖေနဲ့ဆက်ဆံရေးပြန်မကောင်းချင်တဲ့အတွက်အဲ့ဒီပုံရိပ်ကြီးကိုပြန်ဖော်ကြည့်မိနေတာပဲဆိုတဲ့ရှုထောင့်ကနေပြောင်းကြည့်လိုက်တော့ငါဟာအဲ့ဒီလူချင်းဆက်ဆံရေးအခြေအနေမှာအသာစီးရသွားပြီးငါပြောင်းလဲချင်ရင်ပြောင်းလဲလိုက်လို့ရတယ်ဆိုတဲ့အခြေအနေမျိုးကိုရောက်သွားတယ်ရည်ရွယ်ချက်ကလေးကိုပြောင်းလဲလိုက်တာနဲ့ရာဟာပြောင်းလဲသွားတော့တာပဲအဲ့ဒါလိုအမြင်လေးပြောင်းလဲလိုက်တာကတကယ်ပဲပြုပြင်ပြောင်းလဲမှုတွေဖြစ်လာစေနိုင်သလားဒါပေါ့ခင်ဗျားအဲ့ဒီအချက်ကိုတကယ်ပဲနှစ်ကာယုံကြည်လက်ခံတယ်ဆိုတာကိုကျွန်တော်အံ့အားသင့်မိတယ်အဲ့ဒီအချက်ကို theory ကြတော့ကျွန်တော်နားလည်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ခံစားချက်ထဲမှာတော့အဲ့ဒါဟာတခုခုတော့မှားနေတယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်နေတော့မယ်ပြီးတော့တာဝန်ခွဲခြားခြင်းလုပ်ဖို့လိုမယ်ငါဖေနဲ့ငါအကြားမှာရှုပ်ထွေးတဲ့ဆက်ဆံရေးရှိတာအမှန်ပဲသူကခေါင်းမာတဲ့လူတယောက်သူခံစားချက်တွေကိုအလွယ်တကူပြောင်းလဲလို့ရလိမ့်မယ်လို့ငါဘယ်တော့မှမထင်ခဲ့ဘူးဒါပြင်သူငါ့ကိုအဲ့ဒါလိုရိုက်ခဲ့ဘူးတယ်ဆိုတာကို तू မေ့သွားတဲ့ဖြစ်နိုင်ခြေကြီးလည်းအများကြီးရှိတယ်ဒါပေမဲ့ငါတို့ရဲ့ဆက်ဆံရေးကိုပြန်ပြုပြင်မယ်လို့ငါဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာငါအဖေမှာဘလို့ဘဝနေထိုင်မှုပုံစံရှိနေသလဲဆိုတာကငါ့အတွက်အရေးမကြီးတော့ဘူး။ तू ငါ့ပေါ်ဘလို့ထင်မြင်ချက်ရှိသလဲငါကြိုးပမ်းမှုပေါ်မှာ तू ဘလို့သဘောထားမျိုးထားမလဲဆိုတာတွေငါ့အတွက်အရေးမကြီးတော့ဘူး။အဲ့ဒီကိစ္စတွေကလုံးဝအရေးမပါတော့ဘူး။သူ့ဘက်ကငါတို့ဆက်ဆံရေးကိုပြန်ပြင်ခြင်းစိတ်မရှိတော့ဘူးဆိုရင်တောင်မှအဲ့ဒီကိစ္စကိုငါဘလို့မှသဘောထားမှာမဟုတ်တော့ဘူး။ပြဿနာကငါဘက်ကအဲ့ဒါကိုပြန်ပြင်ဆင်ရလိမ့်မယ်ဆိုတာနဲ့လူချင်းဆက်ဆံရေးမှာငါအနိုင်ယူနိုင်ရမယ်ဆိုတဲ့ကိစ္စပဲရှိတော့တယ်။ခမရကလူချင်းဆက်ဆံရေးမှာအမြဲအနိုင်ယူနိုင်ခဲ့တာပဲမလား။ဟုတ်တယ်လူချင်းဆက်ဆံရေးမှာတစ်ဖက်လူကပဲအသာစီးယူထားတာလို့လူတွေကထင်ကြတယ်။ဒါကြောင့်သူတို့အဲ့ဒီလူငါအပေါ်ဘလို့ထင်လိုက်မလဲဆိုပြီးအမြဲတွေးနေကြပြီးတစ်ဖက်လူရဲ့အလိုဆန္ဒတွေကိုကျင့်တဲ့အောင်ဖြည့်ဆည်းပေးလိုက်မယ်ဆိုတဲ့ဘဝနေထိုင်မှုပုံစံနဲ့ပဲအမြဲနေထိုင်နေကြတာပေါ့။ဒါပေမဲ့သူတို့တာဝန်ခွဲခြားခြင်းသဘောတရားကိုစုပ်ကိုင်နိုင်ခဲ့ရင်အားလုံးကိုအသာစီးယူထားတာကကိုယ်တိုင်ပဲဆိုတာကိုသူတို့နားလည်လာပါလိမ့်မယ်။ဒါဟာစဉ်းစားရှုမြင်နည်းရှုထောင့်တစ်ခုပဲဆိုတော့ခမ ्या ပြောင်းလဲလိုက်တော့ခမ ्या အဖေရောပြောင်းလဲလာသလားငါအဖေပြောင်းလဲလာစေဖို့အတွက်ငါပြောင်းလဲလိုက်တာမဟုတ်ပါဘူးဒါဟာအခြားသူတွေကိုကြိုးကင်ချဲလဲဖို့စူးစမ်းခြင်းစိတ်ဆိုတဲ့မှားယွင်းတဲ့အသည့်တစ်ခုပါပဲငါပြောင်းလဲလိုက်ရင်တောင်မှပြောင်းလဲတာကငါသာပါပဲအခြားတစ်ဖက်ကလူစီမှာဘလို့ရလက်တွေဖြစ်သွားမလဲဆိုတာငါမသိပါဘူးပြီးတော့အဲ့ဒါဟာငါစိတ်ပူလို့ရမယ့်ကိစ္စလည်းမဟုတ်တော့ပါဘူးဒါဟာလည်းတာဝန်ခွဲခြားခြင်းသဘောတရားတစ်ရပ်ပါပဲငါပြောင်းလဲလိုက်လို့တစ်ဖက်လူကပြောင်းလဲလာတဲ့အခြေအနေတွေလည်းရှိတာပေါ့ကွာဒါပေမဲ့အဲ့ဒါလိုပြောင်းလဲလာတဲ့ဆိုတာကလည်းငါပြောင်းလဲလိုက်တာကြောင့်ပြောင်းလဲလာတာတွေမဟုတ်ပါဘူးတစ်ဖက်လူကသူ့ဟာသူပြောင်းလဲလို့သာပြောင်းလဲသွားတဲ့ကိစ္စတွေပါ
ကိစ္စတော်တော်များများမှာအဲ့လူဟာဘာမှဆက်လုပ်လို့မရတော့ပဲပြောင်းလဲလာရပါတယ်ဒါပေမဲ့အဲ့ဒါလို့သူပြောင်းလဲလာရမယ်ဆိုတာကငါ့ရည်ရွယ်ချက်မဟုတ်ပါဘူးတစ်ဖက်လူကမပြောင်းလဲလာတဲ့ဖြစ်နိုင်ခြေတွေလည်းရှိနေတယ်ငါကိစ္စမှာဆိုရင်တစ်ဖက်လူပြောင်းလဲလာပါစေတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့တစ်ဖက်လူကိုကင်တွယ်ပြုပြင်စီရင်မယ်ဆိုပြီးကိုယ်ပြုမှုတွေအပြောအဆိုတွေကိုပြောင်းလဲလိုက်မယ်ဆိုရင်အဲ့ဒါဟာမှားယွင်းတဲ့စဉ်းစားပုံစဉ်းစားနည်းဖြစ်တယ်ဆိုတာထင်ရှားပါတယ်လူတစ်ယောက်ဟာအခြားသူတွေကိုလွှမ်းမိုးပြုပြင်စီရင်တာမျိုးမလုပ်ရဘူးလုပ်လို့လည်းမရနိုင်ဘူးလူချင်းဆက်ဆံရေးကြောင်းငါတို့ပြောနေတဲ့အချိန်မှာလူနှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့လူတစ်ယောက်နဲ့အခြားလူအများရဲ့ဆက်ဆံရေးဟာငါတို့စိတ်ထဲကိုရောက်လာတယ်ဒါပေမဲ့ပထမဆုံးရောက်လာတာကကိုယ့်အကြောင်းပဲလူတစ်ယောက်မှာအတိအမဲ့ပြုခံခြင်းနဲ့စိတ်ရှိနေရင်လူချင်းဆက်ဆံရေးမှာအသာစီးရနိုင်တဲ့ကတ်ဟာတစ်ဖက်လူရဲ့လက်ထဲမှာအမြဲရှိနေလိမ့်မယ်လူတစ်ယောက်ဟာဘဝမှာအသာစီးရနိုင်တဲ့ကတ်ကိုတစ်ဖက်လူကိုပေးပစ်လိုက်မလားကိုယ့်ဟာကိုယ်ပဲကင်ထားမလားမင်းအိမ်ပြန်သွားတဲ့အခါဒီအတွေးမြင်ကိုချိန်ယူပြီးသေသေးချာချာတွေးကြည့်ခဲ့ပါအဓိကအဖြစ်တာဝန်ခွဲခြားခြင်းသဘောတရားနဲ့လွတ်လပ်မှုအကြောင်းပေါ့မင်းနောက်တစ်ခေါက်ရောက်လာမှာကိုဒီနေရာကနေစောင့်နေပါမယ်ကောင်းပါပြီကျွန်တော်အဲ့ဓာတွေအကြောင်းကိုသေသေးချာချာတွေးတောခဲ့ပါမယ်ဆိုတော့ကောင်းပြီလေကျွန်တော်ခမ ्या ကိုတခုမေးချင်ပါသေးတယ်ဘာများလဲနောက်ဆုံးမှာခမ ्या နဲ့ခမ ्या ဖေရဲ့ဆက်ဆံရေးကိုခမ ्या ပြန်လဲပြုပြင်နိုင်ခဲ့ရဲ့လားပြုပြင်နိုင်ခဲ့တာပေါ့ပြုပြင်နိုင်ခဲ့တယ်လို့ငါထင်တယ်လေငါဖေနာမကျန်းဖြစ်ခဲ့တယ်သူ့ဘဝရဲ့နောက်ဆုံးနှစ်တွေမှာပေါ့ငါနဲ့ငါမိသားစုဟာသူ့ကိုပြုစုဖို့လိုအပ်ခဲ့တယ်တရက်ငါသူ့ကိုပုံမှန်အတိုင်းပြုစုနေတဲ့အချိန်မှာသူကငါ့ကိုကျေးဇူးတင်ပါတယ်လို့ပြောခဲ့တယ်ငါဖေရဲ့ဝေါ်ဟာရစီးရင်ထဲမှာအဲ့ဒီစကားလုံးရှိနေတယ်ဆိုတာငါအရင်ကမသိခဲ့ဘူးငါအံ့ဩသွားပြီးကြံတဲ့ရက်တွေမှာပီတိဖြစ်နေခဲ့တယ်ငါသူ့ကိုပြုစုနေရတဲ့ရှည်ကြာတဲ့နှစ်တွေမှာငါလုံနိုင်သမျှကိုငါအဖေအတွက်လုပ်ပေးခဲ့တယ်ပြောရမယ်ဆိုရင်ငါအဖေကိုရေရှိရာကိုငါခေါ်သွားနိုင်ခဲ့တယ်နောက်ဆုံးမှာသူကလည်းအဲ့ဒီရေကိုတောက်ခဲ့ပါတယ်ကောင်းပြီကျေးဇူးအများကြီးတင်ပါတယ်ဒီလိုအချိန်မျိုးမှာကျွန်တော်နောက်တစ်ချိန်လာခဲ့ပါဦးမယ်မင်းနဲ့ဆွေးနွေးခွင့်ရတာငါလည်းကျေနပ်မိပါတယ်မင်းကိုလည်းကျေးဇူးတင်ပါတယ်